ကျွန်တော်မိတ်ဆွေတွေရဲ့ဈေးကွက်ပါဏမှုစိုက်ပျိုးရေးကျွမ်းကျင်မှုလုံလာစိုက်ထုတ်မှုနဲ့အရင်းနှီးပံ့ပိုးနိုင်မှုပေါ်မူတည်ပြီးတစ်လသိန်းရာကဏန်းဆိုလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်မင်္ဂလာပါဒီနေ့စိုက်ပျိုးရေးလုပ်ပြီးတော့တစ်လဝင်ငွေ10သိန်းရနိုင်မလားဆိုတဲ့အကြောင်းအရာလေးဆွေးနွေးမျှဝေပေးချင်ပါတယ်ခင်ဗျာဒီအကြောင်းအရာလေးမစခင်မှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလက်လန်းမီတဲ့လောက်ရှာဖွေစုဆောင်းမျှဝေပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးတစ်လဝင်ငွေ10သိန်းရနိုင်မလားဆိုရင်ဒီအကြောင်းအရာလေးတွေသတိချက်ပြီးလှုပ်ဆောင်နိုင်ရင်ရနိုင်ပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့စိုက်ပျိုးရေးကိုဝါသနာအရတစ်နိုင်တစ်ပိုင်းဒါမှမဟုတ်အိမ်စားဖို့စိုက်မယ်ဆိုရင်ပြဿနာမရှိပေမဲ့စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ဒီအကြောင်းအရာလေးတွေကိုသိထားဖို့လိုအပ်မယ်ထင်ပါတယ်ပထမတစ်ခုကကိုယ်စိုက်ပျိုးမဲ့တီးနှံကြောင်းကိုကောင်းကောင်းသိထားဖို့လိုအပ်ပါတယ်ဥပမာတီးနှံကြိုက်နေတဲ့ရာသီဥတုပူချိန်နဲ့စိုက်ပျိုးနည်းစနစ်ပြန်မြအထွန်းနှုန်းဖြစ်လေဖြစ်တာရှိတဲ့ယောဂပိုးမွားတွေနဲ့ဘယ်လိုအကာအကွယ်ရမလဲဆိုတာကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကဈေးကွက်ဝယ်လိုအားဒါကိုလည်းလေ့လာထားသင့်ပါတယ်ကိုယ်စိုက်ခင်းကိုကိုလိုအပ်တယ်လို့ထိန်းချုပ်နိုင်ပေမဲ့ဈေးကွက်ကိုတော့ကျွန်တော်တို့ထိန်းချုပ်ဖို့ခက်ခဲပါတယ်အခြားနိုင်ငံတွေမှာတီးနှံဈေးကွက်ကအနှိမ့်မြင့်တက်ကြအယမ်းမကွာဟပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့ချက်ချင်းအမြင့်ဆုံးကိုတက်သွားနိုင်တယ်လို့ချက်ချင်းအောက်ဆုံးအထိထိုးကျသွားနိုင်ပါတယ်ဈေးကွက်ကွာဟမှုက9ဆအထက်မှရှိပါတယ်တီးနှံပေါ်ချိန်မှာ9ပိတ်တာထွက်တာနဲ့တီးနှံရှားပါချိန်မှာ1ပိတ်တာထွက်တာညီမျှတယ်လို့ဆိုနိုင်ပါတယ်ဈေးကွက်သဘောကမြင်သာအောင်ပြောရရင်ကုန်ပစ္စည်းရှားပြီးဝယ်လိုအားများရင်ဈေးတက်တာပါပဲကုန်ပစ္စည်းဘာကြောင့်ရှားလဲလေ့လာကြည့်တဲ့အခါမှာရာသီဥတုပူချိန်ကြောင့်လို့အလွယ်မှတ်ယူလို့ရပါတယ်ဒါဆိုကျွန်တော်တို့ဓာတ်တွေကိုရအောင်ကြော်လွှားရပါမယ်အောင်မြင်မှုလိုချင်ရင်တော့အခက်အခဲများများကိုကြော်လွှားနိုင်ရပါမယ်ခင်ဗျာဒါကြောင့်အနည်းဆုံးတစ်နှစ်လောက်တက်လာခြင်းစီလိုက်ဒီနှံဈေးကွက်ကိုစောင့်ကြည့်မှတ်သားလေ့လာသင့်ပါတယ်နောက်တစ်ခုကသူများတွေကောင်းတယ်ပြောတိုင်းစုပြုံပြီးလိုက်မဆိုင်သင့်ပါဘူးလွန်ခဲ့တဲ့1995ဝန်းကျင်မှာမုံရွာနယ်တကြောခရမ်းညင်စိုက်ပျိုးကြပြီးတော့ကားဝယ်တိုက်ဆောက်အောင်မြင်ကြပါတယ်နောက်နှစ်တွေမှာကျွန်တော်မိဘတွေလည်းအားချမကန်လိုက်ပြီးတော့စိုက်ပျိုးကြပါတယ်ခရမ်းညင်တွေကစိုက်ရင်စပားစေကစိုက်တဲ့ဝင်ငွေနဲ့ညီမျှတယ်ဆိုတဲ့အတွေးတွေနဲ့ပေါ့ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ထည့်သွင်းမစင်စားမိတာကစောစောကပြောခဲ့တဲ့လာလိုက်သေးွက်နဲ့ကိုလိုလူတွေစုပြုံပြီးစိုက်ပျိုးကြခြင်းပါပဲအဲ့ဒီခါတပိတ်တာအမြင့်ဆုံး400ကျပ်ဝန်းကျင်ရှိရမှာကျွန်တော်တို့တပိတ်တာကို10ဝန်းကျင်နဲ့အများဆုံး35ကျပ်ဝန်းကျင်ထိပဲရပါတယ်ဒါကြောင့်မိမိပတ်ဝန်းကျင်မှာရောအခြားဒေသတွေမှာပါဒေသလိုက်ဘေးရာသီမှာဘာသီးနှံတွေအများပြစိုက်ပျိုးနေကြလဲဆိုတာလေလေ့လာသင်ပါတယ်ဒါမှလည်းဝယ်လူအားနဲ့ရောင်းလို့အားတင့်မြတ်တာပြီးမိမိလိုချင်တဲ့အမြတ်ဆုံးကိုရရှိနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကစိုက်ပျိုးမဲ့သီးနှံကြောင်းကိုလည်းမိမိဒေသနဲ့ကန့်ညီမဲ့သီးနှံအနည်းဆုံး3မျိုးလောက်ကိုကြိုတင်လေ့လာထားသင့်ပါတယ်ဒါမှလည်းဈေးကွက်နဲ့ချိန်ညီပြီးသီးလက်စိုက်ပျိုးနိုင်သလိုသီးညက်စိုက်ပျိုးခြင်းအပြင်စိုက်ပျိုးသီးနှံဝင်ငွေတိုးစေမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကလစ်တွေမှာခရမ်းညင်နဲ့ဥပမာပေးတာများလို့ခရမ်းညင်ဆက်ရမယ်လို့မဆိုလိုပါဘူးမိမိဒေသနဲ့ကန့်ညီမဲ့သီးနှံကိုလေ့လာထားတဲ့သီးနှံဒါမှမဟုတ်ကိုကျွမ်းကျင်တဲ့သီးနှံကိုဈေးကွက်နဲ့ချိန်ညီပြီးစိုက်ပျိုးသင့်ပါတယ်ဒါဆိုရင်တော့ဈေးကွက်အမြင့်ဆုံးမဟုတ်ပဲအလဲလက်ဈေးကွက်မိရင်တော့တစ်လဝင်ငွေ10သိန်းဆိုတာမြေကြီးလက်ခတ်မလွဲနိုင်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကသွင်းရစုမြေဩဇာတွေ3လချွတ်ချပြီးတက်နိုင်သမျှတဘာဝမြေဩဇာပိုးသက်စေအားစေပြုလုပ်သုံးစွဲပါဥပမာဘိုးကားရှိတမာပိုးသက်စေဆေးရွက်ကြီးပိုးသက်စေထုံးကန်စေးအစရှိသဖြင့်ပြုလုပ်သုံးစွဲရင်စိုက်ပျိုးစိတ်ကိုချွေတာနိုင်သလိုနောက်နှစ်တူအတွက်လည်းမြေစီမျိုးသာပုံမှုတက်တန်းစေပါတယ်ဒီအကြောင်းအရာလေးက Facebook ပေါ်မှာမိတ်ဆွေတယောက်ရေးသားထားတဲ့အကြောင်းအရာလေးကို
ကျွန်တော်ကိုယ်လေးဖြစ်ပြနေရှင်လွဲပြီးဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါတယ်ဒီနေ့ရောက်တော့ပါပဲနောက်နေ့ဒီမှာလဲစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလက်လန်းမီတဲ့လောက်ရှာဖွေစုဆောင်းမျှဝေပေးအောင်ဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးဒီနံစိုက်တောင်းတိုင်းစိုက်သမျှဒီနံအတွက်တိုးပြီးထွက်သမျှဒီနံဈေးကောင်းရကြပါသေးဗျာကျေးဇူးတင်ပါတယ်